ကျွန်တော်ရဲ့မိတ်ဆွေတနင်္ဂနွေသားသမီးများအားလုံးမင်္ဂလာပါတနင်္ဂနွေသားသမီးများအတွက်ပတ်စဉ်တောက်ကြံနေညနေ6 နာရီမှာပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တဲတော်နမိတ်ကိုတဲတော်က9 ကတ်ချပြီးတော့ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်ဟောဒရစီစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုယူရောမင်္ဂလာချမ်းနေပြီးတော့အရေးကြီးတဲ့သတင်းလေးတွေပြောချင်ပါတယ်နံပါတ်1ကတော့ကျွန်တော်တို့ယူရောမင်္ဂလာချမ်းကလစဉ်တရက်နေ့တိုင်းပုံမှန်ဖွင့်လှစ်နေကြဗေဒင်လက္ခဏာဆရာပြစ်တင်တန်းရှိပါတယ်နော်တရက်နေ့ဆိုရင်တင်တန်းရှိပါတယ်အဲ့တော့ကိုကဗေဒင်တက်လောကိပညာတက်ဂမ်မီရာတက်တွေကိုသင်ယူခြင်းနဲ့တဲရောပညာတွေကိုသင်ခြင်းနဲ့ဘကောင်းမှုဗေဒင်ဆရာဆရာမဘဝနဲ့ရပ်တည်ခြင်းနဲ့ဆိုရင်အယူတော်မင်္ဂလာချမ်းမှာအခမဲ့တင်တန်းလာတက်လို့ရပါတယ်တင်တန်းကြီးပါခြင်းကြီးတပြားမှပေးစရာမလိုပါဘူးစာဝင်နေရတာကျွန်တော်တို့ယူတော်မင်္ဂလာချမ်းနေပြီးတော့တာဝန်ယူပါတယ်တင်တန်းကာလ8 ရက်တာကာလကြာမြင့်မှာဖြစ်ပါတယ်ဒါပုံမှန်တင်တန်းကိုပြောတာပါနောက်တစ်ခုကကျွန်တော်တို့ယူတော်မင်္ဂလာချမ်းနေပြီးတော့လာစဉ်လာတိုင်းအဲတင်တန်းနေရနေပြီးတော့ဆင်းသွားတဲ့ဆရာဆရာမတွေအတွက်1မြင်ဆောင်2မြင်ဆောင်3 4 5 6 9 8ဆိုပြီးတော့တင်တန်းနေရနေဆင်းသွားတဲ့ဆရာဆရာမတွေအတွက်တီးတန့်ဒီလမှာဖွင့်လှစ်တဲ့မောမှန်တင်တန်းရှိပါတယ်24 ရက်နေ့ကိုစမှာဖြစ်ပါတယ်အဲ့တော့မောမှန်တင်တန်းတက်ဖို့အတွက်15 ရက်တာကာလကြာမြင့်မှာဖြစ်ပါတယ်မောမှန်တင်တန်းကာလ15 ရက်ကြာမယ်ကျွန်တော်တို့အဲ့တော့ဆရာဆရာမတွေအားလုံးကိုလည်းမောမှန်ကိုလာတက်ဖို့အတွက်ပြောချင်ပါတယ်မောမှန်မှာတည်တည်ကြလေးဒါလာပြီးတော့စူးစမ်းပြီးတော့တက်ရောက်ကြပါနော်အားလုံးမဖြစ်မနေတက်တင်ပါတယ်နော်အဲ့ဒါကဆရာဆရာမတွေအတွက်တင်တန်းသူတင်တန်းသားအဟောင်းတွေအတွက်မောမှန်တင်တန်းဖွင့်တဲ့အကြောင်းပြောခြင်းဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့အကြောင်းမျိုးနဲ့ယူတော်မင်္ဂလာချမ်းကိုမလာနိုင်ဘူးဒါပေမဲ့ဘေးရင်မေးခြင်းတယ်အွန်လိုင်းကနေပြီးတော့ဟောဒရမ်းမှာခြင်းတယ်ဆိုရင်ကျွန်တော်ရဲ့ Viber နံပါတ်ကနေပြီးတော့ဆက်သွယ်ပြီးတော့မှာလို့ရပါတယ်။ကိုယ်ကအိမ်ရောက်တွေ့ခြင်းနဲ့ကားရောက်တွေ့ခြင်းနဲ့နော်နိုင်ငံခြားအမြန်သွားခြင်းနဲ့အကြောင်းမျိုးနဲ့ထင်းငေါ့ကြမ်းကြနေတဲ့ကိစ္စတွေရှိတယ်။အဲ့ဒီကိစ္စတွေအတွက်ရေရာအကူအညီတွေတောင်းနေတယ်ဆိုရင်လည်းကျွန်တော်ရဲ့ Viber နံပါတ်ကနေပြီးတော့ဆက်သွယ်ပြီးတော့အကူအညီတောင်းခံနိုင်ပါတယ်။နောက်ဘာသာကြီးမင်းသိင်္ဂရဲ့ကြီးနဲ့ပြီးတော့ပြီးပေါက်တဲ့ပတိလေးတွေနောက်ကျွန်တော်ကိုယ်တိုင်စီရင်ထားတဲ့ဝါစိမ့်နီအဆောင်လက်ပတ်လေးတွေဝါစိမ့်နီလက်ဖွဲ့ဆက်လွယ်ကျိုးရဲ့ဒါတော့ဝါစိမ့်နီအင်းသမဖျောင်းနိုင်လေးတွေဒါတော့ရတနာဒီပံဖျောင်းနိုင်ပေါ့နေနံလိုက်ကိစ္စလိုက်ထုံးကြီးရတဲ့ဖျောင်းနိုင်နောက်ဇီးသားရောင်းမလေးတွေဒါလေးတွေပေါ့ဗျာအဲတမနာပေါင်းဆုံးအဲဒီအဆောင်ရတရားပစ္စည်းလေးတွေအလိုရှိတယ်ဆိုရင်လည်းလာနိုင်တော့ချမ်းမလာဝယ်လို့ရပါတယ်မလာနိုင်ဘူးဆိုရင်လည်း Viber ကနေပြီးတော့ဆက်သွယ်ပြီးတော့မှာနိုင်ပါတယ်เนาะကျွန်တော်ရဲ့ Viber နံပါတ်ကတော့3996935359အဲ့ဒီနံပါတ်လေးသုံးပါတယ်နောက်ငကိုတော့နံပါတ်အဟောင်းဖြစ်တဲ့39992029ဆိုတဲ့နံပါတ်ကိုလည်းအသုံးပြုပါတယ်အဲ့ဒီကနေဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်เนาะအဲ့တော့တင်းငွေသားသမီးတွေအတွက်ပထမအဆုံးကြာလာတဲ့တဲတော်နမိတ်ကကြတော့သမွန်းဆိုတဲ့နမိတ်ပေါ့เนาะသမွန်းနမိတ်မှာကြတော့လာနတ်သမီးကိုခွေးကင်းမီကဝင်ပလွေအဲ့ဒီမတူညီတဲ့တတ္တဝါတွေဟာရန်ရှာတဲ့ကံကြမ္မာနမိတ်ဖြစ်ပါတယ်။ဒါကြောင့်တနင်္ဂနွေသားသမီးတွေဒီကာလမှာမမျှော်လင့်မဲ့နဲ့ရန်တွေပေါ်တတ်တယ်။အတိုက်ခံလေးတွေပေါ်တတ်တယ်။အနှောက်အယှက်ကလေးတွေပေါ်တတ်ပါတယ်။ဒါပေမဲ့ကိုယ်လောက်လာထိကြိုက်နစ်နာသွားလောက်တဲ့အခြေအနေအထိတော့မကြုံနိုင်ဘူး။ဒါလို့မိမိတို့ရဲ့စီးပွားရေးတွေမိမိတို့ရဲ့အလုပ်ကိုင်တွေအကြံစီစိတ်ကူးတွေကိုတနင်္ဂနွေသားသမီးတွေကအနှောက်အယှက်တွေဘလို့ပဲပေါ်ခက်ခဲတွေဘလို့ပဲများအတိုက်ခံတွေဘလို့ပဲကြုံနိုင်ပေါ့နော်အဲ့ဒီအတိုက်ခိုက်တွေနောက်ချက်တွေခက်ခဲတွေကြားရနေပြီးတော့အောင်မြင်အောင်လှုပ်ဆောင်နိုင်တဲ့အခြေအနေဖြစ်ပါတယ်ဒါတနင်္ဂနွေသားသမီးတွေကဒီကလာမှာဘေးပြောတာကိုမယုံသင့်ပါဘူးမိမိတို့ရည်ရွယ်ထားတဲ့အတိုင်းမိမိတို့ရည်မှန်းထားတဲ့အတိုင်းမိမိတို့စိတ်ကူးထားတဲ့အတိုင်းပေါ့နော်ကိုယ့်ရဲ့အလုပ်ကိုင်ကြံစီတွေကိုဒါတိုးတက်အောင်အောင်မြင်အောင်အဆုံးတိုင်အောင်ပေါ့နော်ရှောက်လန်းတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ပြောချင်တာတော့အောင်မြင်မှာပေါ့ဒါပေမဲ့ရန်တွေအန်ဒီရတွေတိုက်ခိုက်တွေကတော့ကြုံတတ်တယ်အနောက်ချက်ကတော့တေချာပေါင်းကြုံပါကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့တနင်္ဂနွေသားသမီးတွေဆိုရင်လည်းအနောက်ချက်တွေကြောင့်လုပ်ငန်းတွေမှာနည်းနည်းထင်းခေါ်ကြံ့ကြာတာမျိုးတွေကြုံနိုင်တယ်နောက်ပွဲသားအလုပ်တွေပွဲရုံလုပ်ငန်းတွေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေတဲ့တနင်္ဂနွေသားသမီးတွေဆိုရင်ပွဲဖြတ်မဲ့လူတွေတေချာပေါင်းပေါ်လာတတ်တယ်လုပ်ငန်းဆောင်တာတွေစီးပွားရေးတွေအကြံစီတွေပေါ့အဲ့ဒါတွေကိုအောင်မြင်အောင်အကောင့်တွေပေါ်တဲ့နေရာမှာမမျှော်လင့်မဲ့နဲ့အောင်မြင်ကနီးလေဂယူးဆိုင်ရလေဆိုတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ဒါတော့တနင်္ဂနွေသားသမီးတွေဟာဒီကာလမှာ
အလောက်ကိုင်းနေစီးပွားရေးတွေအကြံစီတွေကိုအကောင့်ထဲပေါ်တဲ့နေရာမှာအောင်မြင်ကနီးလေအထူးဂရုစိုက်တင်ပါတယ်မမျော်လင့်မဲ့နဲ့အဖြတ်ဝင်တတ်တယ်မမျော်လင့်မဲ့နဲ့ရန်ပေါ်တတ်တယ်မမျော်လင့်မဲ့နဲ့အတိုက်ခံလေးတွေဖြစ်တတ်တယ်ပြီးရင်ကိုယ့်ရဲ့အလောက်ကိုင်းတွေကိုယ့်ရဲ့အကြံစီတွေစိတ်ကူးတွေဟာအဲ့ဒီအတိုက်ခိုက်တွေအနှောက်အယှက်တွေရန်တွေအန္တရာယ်တွေကြောင့်ထင့်ငေါ့သွားတာတွေကြံ့ကြာသွားတာတွေမမျော်လင့်မဲ့နဲ့ပျက်စီးသွားတာမျိုးလေးတွေကြုံရတတ်ပါတယ်အဲ့တော့ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းဆောင်တာတွေကိုလှုပ်တင်လားမလှုပ်တင်ဘူးလားလှုပ်ရင်ကောင်းမလားမကောင်းလားအဲ့လိုမျိုးစဉ်းစားနေတဲ့တနင်္ဂနွေသားသမီးတွေဆိုရင်ခုနကရန်နေရနေတွေတိုက်ခိုက်တွေနောက်ချက်တွေကိုကာကွယ်ပြီးတော့အောင်မြင်အောင်လှုပ်ဆောင်တဲ့အချိန်ကာလလို့ပြောရမှာဖြစ်ပါတယ်နံပါတ်1ကဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့ကံကြမ္မာမှာဆိုရင်လည်းဓာဘရင်မှာဆိုတဲ့နမိတ်ကြတာပေါ့နော်ဒီနမိတ်ကလည်းဆွေမျိုးသားချင်းတွေနဲ့ကိုယ်နဲ့မမျှော်လင့်မနဲ့စကားပြောရမယ်ရန်နေပါတွေဖြစ်တတ်တယ်အတိုက်ခံတွေပါတွေဖြစ်တတ်တယ်ကိုယ်နဲ့တသက်လုံးခင်ခင်မမင်းချစ်ချစ်ခင်ခင်ဖြစ်လာတဲ့တနင်္ဂနွေသားသမီးတွေနဲ့ရုတ်တရက်မမျှော်လင့်မနဲ့ဒါမုန်းသွားတာမျိုးလေးတွေကြုံရတတ်ပါတယ်နော်နံပါတ်3ကတော့လူမှုရေးပေါ့လူမှုရေးကတော့ justice တယ် justice ဆိုတာအင်မတန်မှကောင်းသောနမိတ်ဖြစ်ပါတယ်ဒါကြောင့်တနင်္ဂနွေသားသမီးတွေရဲ့လူမှုရေးနဲ့ပတ်သက်တဲ့ကံစားတာဆိုရင်တော်တော်လေးကောင်းတယ်လူချစ်လူခင်များမယ်ပေါင်းသင်းဆက်ဆံရေးတွေအဆင်ပြေမယ်လူအများကြီးချစ်ခင်ခြင်းတွေလူအများကြီးလေးစားမှုတန်ဖိုးထားမှုကိုလွယ်လွယ်ကူကူနဲ့ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်တဲ့ကံစားတာမှာကြတော့ကျယ်ပွင့်10ပွင့်နမိတ်ပါပဲကျယ်ပွင့်10ပွင့်နမိတ်ကကြတော့အင်မတန်မှကောင်းသောနမိတ်လို့ပြောမှာဖြစ်တယ်ဒါကြောင့်တနင်္ဂနွေသားသမီးတွေရဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကံစားတာအထူးကောင်းတာပေါ့ရစရာကြီးတဲ့ငွေတွေချောချောမောမောရမယ်ပေးစရာကြီးတဲ့ငွေတွေချောချောမောမောပေးနိုင်ငွေကြေးနဲ့ပတ်သက်ပြီးတော့ပူပန်နေတဲ့တနင်္ဂနွေသားသမီးတွေဆိုရင်အလိုလိုနေနဲ့ပြေလည်သွားနိုင်တဲ့ကံစားတာမျိုးတွေရှိပါတယ်ဒါငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ညစ်နေတဲ့စိတ်တော့ကရောက်နေတဲ့စိတ်ပူပန်နေတဲ့တနင်္ဂနွေသားသမီးတွေကိုအထူးပြောချင်တာမပူနဲ့လို့ပြောရမှာဖြစ်ပါတယ်နောက်ကျမ်းမာရေးကတော့ကျယ်ပွင့်လူလင်တော့ဒါကျမ်းမာရေးကံစားတာနမိတ်ကောင်းမှကျမ်းမာရေးစိုးစိုးရွားရွားအញ្ញံခိုက်တွေကြီးကြီးမားမားအញ្ញံခိုက်တွေနောက်တစ်ခုကစေုံစေကန်တွေခွဲစိတ်တာတွေဘေးဥပအန္တရာယ်တွေနည်းပါတယ်နော်အဲ့ဒါတော့စိုးစိုးရွားရွားအញ្ញံခိုက်တွေမရှိပါဘူးနောက်တစ်ခုကပညာရေးနဲ့ပတ်သက်တဲ့ကိစ္စသင်တန်းနဲ့ပတ်သက်တဲ့ကိစ္စစာမွေးဖြည့်ဆိုခြင်းအတွက်ကြိုးစားအထောက်နေတဲ့တနင်္ဂနွေသားသမီးတွေအားကြတော့နောက်ကနေမလိုက်နိုင်တဲ့အတွက်နောက်ကနေမိသားစုကနေငွေကြေးထောက်ပံ့တဲ့ကိစ္စတွေမှာအားနည်းသွားတဲ့အတွက်လိုသလောက်မကူညီမထောက်ပံ့နိုင်တဲ့အတွက်ကိုယ့်ရဲ့ပညာရေးကိုလမ်းဆုံးအောင်မလျှောက်နိုင်တာမျိုးလေးတွေဖြစ်တတ်ပါတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့စိတ်လေသလိုဖြစ်တတ်တယ်စိတ်မပါသလိုဖြစ်နေတတ်ပါတယ်နောက်ဘာသာရေးတွေကိုလည်းဒီကလာမှာမလုပ်ဖြစ်တာမျိုးလေးတွေကြုံနေရတတ်ပါဒါကြောင့်တနင်္ဂနွေသားသမီးတွေရဲ့ကံစားတာအရဆိုရင်ဘာသာရေးလေးတွေပြန်ပြီးတော့ထိထိမိမိလုံးမိအောင်စူးစမ်းအားထုတ်တဲ့အချိန်လို့ပြောရမှာဖြစ်ပါတယ်နောက်ခြေအိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကံစားတာကတော့တနင်္ဂနွေသားသမီးတွေအတွက်ပန်းပွင့်နေတဲ့ခွဲပလားတွေကိုပေးတယ်ရတဲ့ကံကြမ္မာနမိတ်ဖြစ်ပါတယ်ဒါခြေနဲ့ပတ်သက်ရင်ကံစားတာကောင်းတယ်အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့ကံစားတာအထူးကောင်းပါတယ်အခြေအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့ပျော်ရွှင်ချမ်းမြေ့ရမယ်ကံတရားမျိုးရှိပါတယ်အဲ့တော့စေတကြောင့်လမ်းကိစ္စတွေမင်္ဂလာကိစ္စတွေစီစဉ်ထားရင်စီစဉ်ထားတဲ့အတိုင်းအောင်မြင်နိုင်တဲ့ကံတရားမျိုးတွေရှိပါတယ်အားလုံးခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့စီးပွားရေးတို့အလုပ်ကိုင်ကြံစီလေးတွေမှာရန်လေးတွေအန္တရာယ်လေးတွေအတိုက်ခံလေးတွေတော့မမျှော်လင့်နဲ့ကြုံတတ်တယ်အဖြတ်တွေတော့ကြုံတတ်တယ်ဒါပေမဲ့ကိုကဇွဲလုံးလောက်လေးကအမျှော်မြင်ကြီးကြီးနဲ့ဆက်လက်ပြီးတော့ကြိုးစားအထောက်သွားမယ်ဆိုရင်တနင်္ဂနွေသားသမီးတွေရဲ့ကံတရားအရာအောင်မြင်နိုင်တဲ့ကံစားတာမျိုးတေချာပေါင်းရှိပါတယ်နော်အဲ့တော့တနင်္ဂနွေသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရာဆိုရင်အနက်ရောင်ရဲ့အဖြူရောင်ရဲ့ကောင်းပါတယ်အကြောင်းချင်းကိစ္စရှိတဲ့အခါအဲ့ဒီအနက်ရောင်ဖြူရောင်လေးတွေဝတ်ပါစောင်းပါပေါ့နော်နောက်ကံသားမဲထိုးတာတွေထီထိုးတာတွေဝါသနာပါတဲ့တနင်္ဂနွေသားသမီးတွေဆိုရင်ကိုယ်ကနန်းရပေါင်းချင်းကိုယ်ကနန်းရတဲ့နံပါတ်တွေရှာပြီးတော့ထိုးသင့်ပါတယ်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုတကွန်လုံးကိုလုံးအဖြူရောင်ပါအဲ့တော့တနင်္လာတော့မှာကတ်လူပူဇော်ပြီးတော့ဆူတောင်းမှာအញ្ញံခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းလဲကိုကျမ်းမှာစိတ်ချမ်းသာပြီးလိုရာဆန္ဒပြည့်ပါစေလို့ဆူတောင်းမြတ်တာများအားလုံးကိုလှိုက်လိုက်လဲလဲပို့တာအဲ့တော့တနင်္လာသားသမီးတွေအတွက်ပထမဆုံးကြလာတဲ့တဲတော်နမိတ်ရာဆိုရင်တော့ဘယင်နမိတ်ဖြစ်ပါတယ်ဘယင်ကဘာဘယင်လဲဆိုတော့တဲတော်ကတ်တွေမှာဆိုရင်တော့ကျယ်ပွင့်တွေရဲ့အဓိပတိကျယ်ပွင့်တွေရဲ့ခေါင်းဆောင်ကျယ်ပွင့်ဘယင်ဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်ဒီနမိတ်ကကြတော့အောင်မြင်ခြင်းတွေကိုညွှန်ပြဩဇာတိတ်ကမကြီးမားခြင်းတွေကိုညွှန်ပြလက်ညှိုးညွှန်ရာရ
ရေဖြစ်တယ်အကြီးအကဲတွေကိုညီပံ့ပိုးပေးမှုရနိုင်တဲ့ကံတာမျိုးဖြစ်ပါတယ်ဒါကြောင့်တင်းလာသားသမီးတွေအတွက်ဒါပထမဆုံးစိုးမိုးတဲ့ကံကြမ္မာနမိတ်ရာဆိုရင်အဗ္ဗမကောင်းပါတယ်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေတိတိတသာတိုးတက်အောင်မြင်နိုင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အလုံးမှာစီးပွားရေးလုပ်ငန်းတွေကိုအင်တိုင်းအားတိုင်းတိုးချက်ပြီးတော့လုပ်ကင်သင့်ပါတယ်နောက်တစ်ခုကအထက်လူကြီးတွေမိသားစုအကြီးအကဲတွေဆွေမျိုးသားချင်းတွေအကြီးအကဲတွေရဲ့ကုညီပံ့ပိုးပေးမှုကိုလောက်လာရနိုင်တဲ့ကံကြမ္မာမျိုးရှိပါတယ်နောက်ကုမ္ပဏီဝန်ထမ်းတွေဆွေးရဝန်ထမ်းလုပ်ကင်နေတဲ့တင်းလာသားသမီးတွေအတွက်ဆိုရင်တော့အလုံးမှာယာတုတိုးခြင်းလစာတိုးခြင်းနေရာကောင်းရခြင်းတွေကြုံအထက်လူကြီးဆရာသမားတွေရဲ့ကုညီမဆပေးမှုကိုအပြည့်အဝရတတ်တဲ့အချိန်ကာလမျိုးဖြစ်တယ်နောက်ကိုယ်အနေနဲ့မိမိတို့ရဲ့စီးပွားရေးလုပ်ကင်ကြံသည်တွေကိုလုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်ဘူးလားလုပ်ရင်ဖြစ်မလားရှေ့တိုးတင်သလားနောက်ဆုတ်တင်သလားအဲ့လိုမျိုးတွေးဝေနေတဲ့ကိစ္စတွေစဉ်းစားချင့်ချိန်နေတဲ့ကိစ္စတွေရှိရင်လုပ်ကိုလုပ်တင်ပါတယ်လုပ်တဲ့အတွက်လည်းဧကံမို့ကြအောင်မြင်နိုင်တဲ့ကံတာမျိုးရှိပါတယ်။နောက်တနင်္ဂနွေသားသမီးတွေရဲ့ကံတရားသည်အဗ္ဗမကောင်းတယ်။နော်အဓိကတော့ယာတုတိုးခြင်းလစာတိုးခြင်းနေရာကောင်းရခြင်းစီးပွားဥစ္စာတိုးချက်လုပ်ကင်နိုင်ခြင်းစကားပြောအောင်မြင်ခြင်းလက်ညှိုးညွှန်ရာရေဖြစ်ခြင်းဆိုတဲ့ကံကြမ္မာနမိတ်ဖြစ်ပါတယ်အဲ့တော့တင်းလာသားသမီးတွေရဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကံတာမှာကြတော့ကျဲပွင့်၃ပွင့်ဆိုတဲ့နမိတ်ပေါ့နော်ကျဲပွင့်၃ပွင့်အားကြတော့တို့နိုင်ရမှာကပီးကြောက်စာထိုးတဲ့နမိတ်ဖြစ်ပါတယ်အဲ့တော့ဒီကာလတွေမှာကျွန်တော်တင်းလာသားသမီးတွေအတွက်အဗ္ဗရာမငွေကြေးကိုအကြောင်းပြုပြီးတော့မှတ်တိုင်တစ်ခုစိုက်ထူနိုင်လောက်တဲ့အထိကံတရားကောင်းသွားနိုင်တဲ့ကံတာမျိုးရှိပါတယ်ငွေကြေးနဲ့ပတ်သက်ရင်ကံတာအထူးကောင်းတယ်နည်းနည်းကောင်းတာမဟုတ်အများကြီးကောင်းတယ်ဘလောက်ဘဝမှာဘလို့မှမပြေလည်နိုင်ဘူးလို့ထင်ထားတဲ့ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေလုံးဝကိုပြေလည်သွားနိုင်တဲ့ကံတာမျိုးရှိပါတယ်ငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာသွားရတတ်တယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ပူပန်သောကတွေဟာရုပ်တည်းရဲ့မမျော်လင့်မနဲ့ပြေလည်သွားတာမျိုးတွေဖြစ်တတ်တယ်ကိုယ်အနေနဲ့သုံးပြီလို့ထင်ထားတဲ့ငွေတွေပြန်ဝင်လာတတ်တာပေါ့နော်ပေးစရာကြီးတဲ့ငွေတွေမပေးနိုင်တော့ဘူးလို့သတ်မှတ်ထားတဲ့ငွေကြေးတွေဆိုရင်လည်းပေးနိုင်တဲ့ကံတာမျိုးရှိတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ရင်ကံတာကောင်းတယ်တော့တင်းလာသားသမီးတွေအတွက်ကတော့ငွေကြေးနဲ့ပတ်သက်ရင်ထီစော်နံတဲ့ကာလလို့ပြောမယ်ဆိုရင်တော့မှပြောစမှတ်ပြုလောက်ကောင်းပါတယ်အဲ့တော့ထီတွေပါတွေထိုးတင်တာပေါ့နော်ထီတွေပါတွေထိုးတင်တယ်နောက်ငွေတွေပါတွေစုလိုက်ပြုံလိုက်ဝင်ကိန်းရှိတယ်နောက်ရုပ်တရက်ကံဆန်းပဲပေါက်ပြီးတော့ငွေစုလိုက်ပြုံလိုက်ဝင်တာမျိုးတွေကြုံရတတ်ပါတယ်အဲ့တော့အလုပ်တွေကောင်းလို့လည်းငွေဝင်တတ်တယ်နောက်တစ်ခုကခုနကပြောတယ်မမျော်လင့်တဲ့ငွေကြေးအစုလိုက်ပြုံလိုက်ဝင်ကိန်းနေတယ်ရှိတတ်ပါတယ်နောက်တစ်ခုကဆွေမျိုးသားချင်းပေါ့နော်ရုပ်တရက်ဆွေမျိုးသားချင်းကိုအကြောင်းပြုပြီးတော့ပူပန်သောကတွေကြုံရတတ်တယ်ဝမ်းနဲ့ငိုကြွေးရတာမျိုးတွေကြုံရတတ်ဆွေမျိုးသားချင်းတွေနဲ့စီစဉ်ထားတဲ့ကိစ္စတွေမမျော်လင့်မနဲ့ပျက်စီးတာမျိုးလေးတွေကြုံရတတ်ပါတယ်ကိုယ်အရန်ချစ်ခင်ရတဲ့ဆွေမျိုးသားချင်းတွေနဲ့ကွဲကွာရတာခွဲခွာရတာမျိုးလေးတွေကြုံရတတ်ပါတယ်နောက်လူမှုရေးနဲ့ပတ်သက်တဲ့ကံတာမှာကြတော့ဓာနမိတ်ပေါ့နော်ဓာနမိတ်ကကြတော့နည်းနည်းအတိုက်ခံလေးတွေကြုံတတ်တဲ့အနှောက်အယှက်လေးတွေကြုံတတ်လူမှုရေးကိုအကြောင်းပြုပြီးတော့စိတ်မောလူမောဖြစ်ရတတ်တယ်လူမှုရေးအကြောင်းပြုပြီးတော့စိတ်ညစ်စရာမျိုးလေးတွေကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်လူမှုရေးကတော့တင်းလာသားသမီးတွေအတွက်နည်းနည်းသတိထားတဲ့အချိန်ကာလလို့ပြောမှဆိုရင်မမှားပါဘူးအဲ့တော့သူတစ်ပါးကိုလိုက်ပြီးတော့ကူညီပေးတာတွေအာမခံပေးတာတွေလောက်ကင်ဆောင်ရွက်ပေးတာမျိုးလေးတွေသတိထားပြီးတော့ဆင်ခြင်သင့်ပါနောက်ကျမ်းမာရေးမှာကြတော့တင်းလာသားသမီးတွေတော့ Wing of Fortune ဆိုတာကံကြမ္မာလဲဘိန်းဆိုတဲ့နာမည်ပေါ့နော်ကံကြမ္မာလဲဘိန်းဆိုတာကောင်းသောပြောင်းလဲတွေဖြစ်တာပါအဲ့တော့ညံ့ရာနေကောင်းတယ်ဆိုတဲ့ကံတရားပါအဲ့တော့ကျမ်းမာရေးညံ့နေရာနေကျမ်းမာရေးတွေပြန်ပြီးတော့ကောင်းမွန်တတ်တယ်နောက်ခံစားရတဲ့ယောဂဝေဒနာတွေဟာတိတိတသာယောဂနဲ့ဆေးနဲ့တိုးပြီးတော့တက်တာပြောက်ကင်းသွားတာမျိုးတွေဖြစ်တတ်တယ်နောက်ပညာရေးကဏ္ဍမှာကျတော့တစေကကြတာပေါ့နော်တစေရဲ့အဓိပ္ပာယ်ကျတော့အနှောက်အယှက်ဝင်တာပါဘာအနှောက်အယှက်လဲဆိုတော့နှလုံးသားရေးရာအနှောက်အယှက်ဝင်တာပေါ့ဒါအဲ့တော့ပညာရေးနဲ့နှလုံးသားရေးရာကိစ္စတွေကိုအကြောင်းပြုပြီးတော့ပညာရေးကဏ္ဍတွေမှာနှောင့်နှေးတာမျိုးတွေဖြစ်တတ်တယ်ပျက်စီးတာမျိုးတွေဖြစ်တတ်တယ်လမ်းလွဲသွားတာမျိုးတွေကြုံရတတ်တယ်နောက်ခြေအိမ်တော်နဲ့ပတ်သက်တဲ့ကံတာမှာကျတော့သဟာမစ်ဆိုတာမဟာမစ်ကတော့ယသိကပ်ပေါ့ယသိကမီးအိမ်ကိုဂိုင်းထားတယ်ကံကြမ္မာနမိတ်ကြပါတယ်ဒါမှမဟုတ်ကိုယ့်ဘဝကိုကူညီပေးနိုင်တယ်ကိုယ့်ဘဝကိုလမ်းပြပေးနိုင်တယ်ကိုယ့်ကိုစောင့်ရှောက်ပေးနိုင်တဲ့ချစ်သူအိမ်တော်ဘက်ကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရနိုင်တဲ့ကံတရားမျိုးရှိပါတယ်
အဲ့တော့အားလုံးကိုခြုံငုံသုံးသပ်ရမယ်ဆိုရင်ကံတရားကအကောင်းများပါတယ်အဆိုးနည်းပါတယ်နော်အဲ့တော့ဒဏသာသမီတွေအတွက်အကျိုးပေးတယ်ကံကောင်းတဲ့အရာကတော့အဝါရောင်နဲ့အနက်ရောင်နဲ့ကောင်းပါတယ်ထီတို့တာတွေကံသမက်တို့တာတွေဝါသနာပါတဲ့တနင်္လာသာသမီတွေဆိုရင်9စာ9ဆုံးတို့9စာ5ဆုံးတို့စတဲ့နံပါတ်တွေရှာပြီးတော့ထိုးတင်ပါတယ်နောက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုမုတ်ဖက်ထုတ်9ထုတ်ပေါ့နော်မုတ်ဖက်ထုတ်9ထုတ်ကိုကလူပူဇော်ပြီးတော့ဆုတောင်းမှာတနင်္လာသာသမီတွေကြုံတွေ့ရမယ်မကောင်းတဲ့ကံစားတာအညံ့အခိုက်တွေပြေပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်တနင်္လာသာသမီကျွန်တော်ရဲ့မိတ်ဆွေပေါင်းလည်းကိုယ်ကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလိုရာဆန္ဒတစ်လုံးတစ်ဝါတည်းရရှိနိုင်ပါစေကျမ်းနိုင်အောင်လို့ဆောင်နိုင်မြောက်ကြပါစေလို့ဒီတော်မင်္ဂလာချမ်းနေလှိုက်လိုက်လဲဆုတောင်းမြတ်တာပို့အဲ့တော့အင်္ဂါသာသမီတွေအတွက်ပထမဆုံးစိုးမိုးတဲ့ကြလာတဲ့ကံကြမ္မာနမိတ်ရာဆိုရင်တော့တဟာမေတ္တရနမိတ်ဖြစ်ပါတယ်တဟာမေတ္တရယတိကပ်ပါယတိကမိအိမ်ကိုကင်ထားတယ်ဘဝရဲ့အလင်းအောင်ရခြင်းတွေကိုညွှန်ပြတဲ့ကံသာရနမိတ်ဖြစ်ပါတယ်ဒါကြောင့်အင်္ဂါသာသမီတွေဟာကံဆိုးရာကနေပြီးတော့ကံတွေကောင်းလာဖို့ရှိပါတယ်ဘဝလမ်းကြီးမှာလမ်းပြောင်းနေရာကနေပြီးတော့လမ်းကြောင်းတစ်တွေပေါ်လာတတ်တဲ့အချိန်ကာလမျိုးဖြစ်တယ်ကိုယ်လည်းပဲဘဝမှာအကြံကောင်းဉာဏ်ကောင်းတွေပေးမဲ့လူတွေကြုံမယ်နိဗ္ဗာန်လမ်းပြလှုပ်ပေးနိုင်တဲ့သူတွေကြုံမယ်လမ်းပြပေးနိုင်တဲ့သူတွေကြုံရတတ်ပါတယ်အဘမင်းသိင်္ဂရဲ့ပုံနာပါကွန်ဆိုတဲ့ဝိတ္ထုထဲမှာဆိုရင်ဆင်းရဲရာကနေချမ်းသာသွားတဲ့လူတယောက်ရဲ့အကြောင်းကိုရေးထားတာပါအဲ့ဒီကတ်ကိုအစွဲပြုပြီးတော့အဘမင်းသိင်္ဂဒါပုံနာပါကွန်ဆိုပြီးတော့နာမည်ပေးထားတဲ့နမိတ်ပါဒီနမိတ်ကဆင်းရဲရာကနေချမ်းသာသွားတဲ့နောက်တစ်ခုကမောင်မြင်ရာကနေပြီးတော့တိတိတသာထူးထူးခြားခြားအောင်မြင်သွားတတ်တဲ့ကံကြမ္မာနမိတ်မျိုးရှိပါတယ်အဲ့တော့ဘက်ကနေအစဉ်ပြေခြင်းတွေကံကောင်းခြင်းတွေစိတ်ချမ်းသာရခြင်းတွေအောင်မြင်ခြင်းတွေကြုံနိုင်တဲ့ကံကြမ္မာနမိတ်ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အင်္ဂါသားသမီးတွေအတွက်ဒီကာလမှာကံသာတာအတော်ကောင်းပါတယ်အလုံးလျှောက်ရင်လွယ်လွယ်ကူကူနဲ့အလုံးရတတ်ပါတယ်အင်မတန်မှအကျိုးပေးကောင်းတဲ့အလုံးမျိုးတွေလည်းဖြစ်တတ်တယ်ပြည်ပခရီးတွေနိုင်ငံခြားခရီးတွေပညာတော်သင်ခရီးတွေထူးထူးခြားခြားအောင်မြင်မှုရတတ်တဲ့ကံတရားပါအဲ့တော့ခရီးသွားဖို့အတွက်ကြိုးစားအားထုတ်နေတဲ့အင်္ဂါသားသမီးတွေအတွက်ဒီအချိန်ဟာရောင်နီတမ်းမဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်တစ်ခုကဒီကုမ္ပဏီဝန်ထမ်းအလုပ်တွေနောက်တစ်ခုကအစိုးရဝန်ထမ်းအလုပ်တွေလုပ်ကိုင်နေတဲ့အင်္ဂါသားသမီးတွေဆိုရင်အလုပ်ကောင်းနေရာကောင်းကိုယာတုတိုးနဲ့အပြောင်းရွှေ့ပါတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ယာတုတိုးကိစ္စအတွက်ထင်ငေါ့ကြံ့ကြာနေတဲ့အင်္ဂါသားသမီးတွေဒီကာလမှာထူးခြားတတ်တယ်နေရာအပြောင်းရွှေ့အလုပ်အပြောင်းရွှေ့အတွက်ကြိုးစားအထုတ်မျှော်လင့်နေတဲ့အင်္ဂါသားသမီးတွေဆိုရင်ဒီကာလမှာထူးထူးခြားခြားကောင်းတတ်တာပေါ့နော်နောက်တစ်ခုကဒီကာလမှာအင်္ဂါသားသမီးတွေအတွက်နှစ်ခုကြိုးစားအထုတ်သင့်ပါတယ်နံပါတ်1ကကိုယ်လမ်းပြပေးမဲ့လူလည်းပေါ်ပေါက်တတ်တယ်ဒါကြောင့်မလို့ကိုယ်မှာအခက်အခဲတွေရှိတယ်အကြံစီတွေရှိတယ်စိတ်ကူးတွေရှိတယ်ရိုးချက်ကြီးမှန်းချက်တွေရှိတယ်ဆိုရင်တယောက်တည်းစဉ်းစားတွေးတောလုပ်ကင်ဆောင်ရွက်နေတာတဲ့ကိုယ့်ရဲ့ပို့ပြီးတော့တတိနားလေတဲ့မိတ်ဆွေအပေါင်းအသင်းဆရာသမားတွေနဲ့တိုင်ပင်ဆွေးနွေးပြီးတော့လုပ်ကိုင်ဆောင်ရွက်သင့်ပါတယ်နံပါတ်2ကသူများကိုလမ်းပြပေးရမယ်ကံတရားပါဒါမှမဟုတ်ကိုယ်အနေနဲ့တတ်နိုင်သလောက်တတ်ဆွမ်းသလောက်ပေါ့နော်ကိုယ့်ဘဝဉာဏ်မှာရှိတဲ့လူတွေကိုယ့်ရဲ့ဆွေမျိုးသားချင်းလဲအောင်ငယ်သားတွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့လုပ်ဖို့ကိုင်ဘက်တွေပဲဖြစ်ဖြစ်ကိုယ်ကတတ်ဆွမ်းသမျှအကြံကောင်းဉာဏ်ကောင်းတွေပေးတင်တယ်အကူအညီတွေပေးတင်တယ်ကာယကံမေတ္တာဝစီကံမေတ္တာပေါ့နော်စသဖြင့်အဲ့ဒါတွေနဲ့အကူအညီပေးတင်တယ်လို့ဉာဏ်ပေးတင်ပါတယ်နောက်လုပ်ရင်ကောင်းမလားမကောင်းလားလို့လှုပ်တင်လားမလှုပ်တင်ဘူးလားစဉ်းစားချင်းချင်းတွေးတောနေတဲ့ကိစ္စတွေချင်းလုပ်ကိုလုပ်တင်ပါတယ်နော်နောက်တစ်ခုကငွေကြေးနဲ့ပတ်သက်တဲ့ကံတာမှာကြတော့စွမ်းရှင်ဆိုတဲ့ကံကြမ္မာနမိတ်ဖြစ်ပါတယ်ဒါက तू ကဘာကိုညွှန်ပြတာလဲဆိုတော့အားကုန်သုံးပြီးတော့ရုန်းကန်ရတတ်တယ်တဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့လုပ်ကင်နေတဲ့ကြံစီနေတဲ့ကြိုးစားထုတ်နေတဲ့အင်္ဂါသားသမီးတွေကိုအကြံဉာဏ်ပေးချင်တာလုံးဝဇွဲမလျှော့ပါနဲ့လုံးဝပေါ်ဒီပေါ်ပြမလုပ်ဘဲနဲ့အားကုန်ပေါ့နော်ကိုယ်စွမ်းဉာဏ်နဲ့ရှိသလောက်ကြိုးစားထုတ်လိုက်မှဆိုရင်ကိုယ်မှကြည့်တဲ့ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေတိတိကျကျပြေလည်သွားနိုင်တယ်ငွေကြေးနဲ့ပတ်သက်တဲ့ပူပန်သောကတွေပြေလည်သွားဖို့ရှိတယ်ငွေကြေးနဲ့ပတ်သက်တဲ့အကြံစီတွေဧကမုတ်ချအောင်မြင်သွားမဲ့ကံသာတာမျိုးရှိပါတယ်အဓိကပြောချင်တာပတ်စံကိစ္စငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စဆိုရင်အင်္ဂါသားသမီးတွေကကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်လုံးလဝရိယအပြည့်နဲ့ကြိုးစားထုတ်သင့်ပါတယ်ကိုလုံနိုင်တဲ့အနေအထားတွေလျှော့ပြီးတော့မလုပ်သင့်ပါဘူး
ကိုကတက်နိုင်ပါရဲ့နဲ့ကိုကြိုးစားရင်အောင်မြင်နိုင်ပါရဲ့နဲ့ကိုမကြိုးစားလို့ခက်ခဲသွားတာမျိုးအဖြစ်ပြမျိုးတွေမဖြစ်သင့်ပါဘူးနောက်တစ်ခုကလူမှုရေးပေါ့နော်လူမှုရေးနဲ့ပတ်သက်တဲ့ကံစားတာလေးတွေကတော့အင်္ဂါသားသမီးတွေအတွက်ကောင်းပါတယ်လူချစ်လူခင်များခြင်းတွေပေါင်းသင်းဆက်ဆံရေးအစဉ်ပြေခြင်းတွေကြုံမှာသူများကိစ္စတွေကိုလိုက်ပြီးတော့ကိုညီဆောင်ရွက်ပေးရတဲ့အဖြစ်ပြတွေလည်းကြုံရတတ်ပါတယ်နောက်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့ကံတရားမှာကြတော့ဒုဗ္ဗယင်ဆိုတဲ့နမိတ်ကြတာပေါ့နော်ဒီနမိတ်ကကြတော့ဘာလို့ညွှန်ပြတာလဲဆိုတော့ဆွေမျိုးသားချင်းတွေနဲ့အတူတကွလက်တွဲပြီးတော့စီးပွားရေးလုပ်ငန်းဆောင်တာတွေကိုစတင်ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ကျမ်းမာရေးနည်းနည်းသတိထားသင့်တယ်ပေါ့နော်ရုပ်တရက်မမျှော်လင့်မဲနဲ့စေယုံစေကန်းကိုရောက်ပြီးတော့ခွဲစိတ်ခံရတာမျိုးတွေကြုံရတတ်ပါတယ်နောက်ပညာရေးကိစ္စသင်တန်းကိစ္စစာမေးကိစ္စတွေမှာပညာလောဘကြီးပြီးတော့သင်တန်းတွေလျှောက်တက်တယ်နောက်ဆုံးကျတော့ဟိုသင်တန်းလည်းတက်တယ်ဒီသင်တန်းလည်းတက်တယ်အချိန်ရမလောက်ငွေရမလောက်နဲ့လက်လျှော့ခြင်းသိတွေပေါက်သွားတတ်တဲ့အချိန်ကာလမျိုးဖြစ်တတ်ပါတယ်နောက်တစ်ခုကအခြေအိမ်တော်ကြီးပေါ့နော်အခြေအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အင်္ဂါသားသမီးတွေအတွက်ဝေခွဲမရတဲ့ကံတရားမျိုးတွေကြုံရတတ်ပါတယ်ဒီလူကိုယူရင်ကောင်းမလားဒီလူနဲ့ယူရင်ကောင်းမလားမယူဘဲနဲ့ရက်လိုက်ရင်ကောင်းမလားဒီဇလန်းကိုငါဘယ်လိုလုပ်ရင်ကောင်းမလားအဲ့လိုလမ်းပြောင်းနေတာမျိုးဖြစ်တတ်တာပေါ့နော်အိမ်တော်တွေဆိုရင်လည်းကိုယ်လက်ရှိအစင်မပြေမှုတွေကိုရှေ့တိုးရင်ကောင်းမလားနောက်ဆိုရင်ကောင်းမလားကိုယ်တိုင်တော့မှစဉ်းစားဆုံးဖြတ်လို့မရတဲ့အခြေအနေမျိုးတွေဒီကြုံရတတ်ပါတယ်ဒါကြောင့်အခြေအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့လက်ရှိကာလကံတရားအရဆိုရင်ဘာမှမလုပ်သင့်သေးဘူးဘာမှမစဉ်းစားသင့်သေးဘူးဘာမှမဆုံးဖြတ်သင့်သေးပါဘူးเนาะအဲ့တော့အားလုံးကိုခြုံငုံသုံးသပ်ရင်အလောကံကြံစီစိတ်ကူးတွေကအောင်မြင်မယ်ငွေကြေးနဲ့ပတ်သက်တဲ့ကံတာတာတွေအဆင်ပြေဖို့ရှိပါတယ်အင်္ဂါသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရာဆိုရင်အနီရောင်နဲ့အပြာရောင်နဲ့ကောင်းပါတယ်အဲ့တော့ထီထိုးတာတွေကံသမဲထိုးတာတွေဝါသနာပါတဲ့အင်္ဂါသားသမီးတွေဆိုရင်1စာ6ဆုံးတို့6စာ1ဆုံးစတဲ့နံပါတ်တွေရှာပြီးတော့ထိုးသင့်ပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုအုံသီးစိတ်9စိတ်ကတ်လူပူဇော်ပြီးတော့ဆုတောင်းမှာအញ្ញံခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်အင်္ဂါသားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းလည်းကိုကျမ်းမှာစိတ်ချမ်းသာပြီးတော့လိုရာဆန္ဒပြည့်ပါစေလို့ယူတော်မင်္ဂလာချမ်းနေလှိုက်လိုက်လဲဆုတောင်းမေတ္တာပို့သလိုက်ပါတယ်အသုံးပြုပါတယ်အဲဒီကနေဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်နော်အဲ့တော့ဗုဒ္ဓသားသမီးတွေအတွက်ပထမဆုံးကြာလာတဲ့တေရောနမိတ်ရဆိုရင်တော့အင်မတန်မှမင်္ဂလာရှိတဲ့နမိတ်ကောင်းတဲ့ကျက်စီမင်္ဂလာနဲ့ပြည့်စုံတဲ့တေရောကက်လေးဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကျယ်ပွင့်6ပွင့်ဆိုတဲ့သင်္ကေတနမိတ်ပါဒီနမိတ်ထဲမှာဆိုရင်တော့သူကျွယ်တယောက်ပေါ့နော်ပတ်စံချမ်းသာကျွယ်ဝတဲ့သူကျွယ်တယောက်ကသူပိုင်ဆိုင်တဲ့ငွေကြေးဥစ္စာဒနာတွေကိုဆင်းရဲနွမ်းပါတဲ့သူတွေကိုစွန့်ကြဲနေတယ်ပေးကမ်းနေတယ်လက်တစ်ဖက်ကကျတော့ချိန်ငွေကိုကင်ထားတယ်ဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်အဲ့တော့ဘိုးတို့သားသမီးတွေကဒီကာလမှာကိုယ်တိုင်လည်းအဆင်ပြေမှာပေါ့နော်နောက်ကိုကချစ်ခင်ရတဲ့လူတွေကိုပေးခြင်းတဲ့လူတွေကိုထောက်ပံ့ပေးကမ်းခြင်းတဲ့လူတွေကိုလည်းကိုညီထောက်ပံ့ပေးနိုင်မဲ့ကံစားတာမျိုးရှိပါတယ်ဒါကြောင့်အဖက်ဘက်ကနေပြီးတော့အဆင်ပြေကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေထူးထူးခြားခြားတိုးချဲ့ပြီးတော့လုပ်ကိုင်ဆောင်ရွက်တင်ပါတယ်မမျှော်လင့်မဲ့နဲ့ငွေရပေါက်ရလန်းပွားပြီးတော့ငွေကြေးတွေအဆင်ပြေသွားနိုင်တဲ့ကံစားတာမျိုးတွေထဲမှာလည်းရှိတယ်ကာလတာကြီးထင်းငေါ့နေတဲ့ကြံ့ကြာနေတဲ့အယောင်းဝယ်ကိစ္စတွေတိတိကျကျအောင်မြင်သွားတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ဘုံမှာအိမ်ရောင်းတာတို့ခြံရောင်းတာတို့ကားရောင်းတာတို့ဘလို့မှရောင်းမထွက်တဲ့ကိစ္စတွေဟာရောင်းထွက်သွားတာပေါ့နော်ဒီကာလမှာကိုကအိမ်ရောင်းဖို့လုပ်နေတယ်ကားရောင်းဖို့လုပ်နေတယ်ကိုကမြေရောင်းဖို့ကြိုးစားနေတယ်ဘလို့မှရောင်းမထွက်ဘူးအကြောင်းမျိုးမျိုးနဲ့ထင်းငေါ့နေတယ်အကြောင်းမျိုးမျိုးနဲ့ကြံ့ကြာနေတယ်ဒီကာလလေးကိုရအောင်မှမမျှော်လင့်မဲ့နဲ့ရောင်းထွက်သွားတတ်တဲ့ကံတရားမျိုးအပြည့်အဝရှိပါတယ်။ဒါမှမဟုတ်ဒီကာလမှာကျွန်တော်ဗုဒ္ဓသားသမီးတွေမှာအိမ်ချမ်းမြေအယောင်းဝယ်ကိစ္စအောင်မြင်ဖို့အတွက်ကြိုးစားအထုတ်နေတဲ့သူတွေဆိုရင်လုံးလလေးနည်းနည်းလေးစိုက်ပြီးတော့ပို၍ကြိုးစားအထုတ်တင်ပါတယ်။နောက်အိမ်ချမ်းမြေအကျိုးဆောင်လောက်ကင်ဆောင်ရွက်နေတဲ့ဗုဒ္ဓသားသမီးတွေဒီကာလတွေမှာပွဲဖြစ်တတ်ပါတယ်။ပွဲကြီးကြီးမားမားဖြစ်တတ်ပါတယ်။နောက်တစ်ခုကကျွန်တော်တို့ဒီကာလတွေမှာကိုဗုဒ္ဓသားသမီးတွေရဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့အမှုခင်းလိုကိစ္စမျိုးလေးတွေပြည်လည်သွားတာမျိုးလေးတွေအနိုင်ရသွားတာမျိုးလေးတွေပြတ်သွားတာပြီးပြတ်သွားတာမျိုးလေးတွေကြုံရတတ်ပါတယ်။နောက်ကုမ္ပဏီဝန်ထမ်းတွေအစိုးရဝန်ထမ်းတွေစသဖြင့်လုပ်ကင်ဆောင်ရွက်နေတဲ့သူတွေဆိုရင်အထက်လူကြီးဆရာသမားတွေရဲ့ကိုယ်ကူညီဆောင်ရွက်ပေးမှုတွေအကြံကောင်းဉာဏ်ကောင်းပေးမှုလေးတွေကြီးစုဆောင်မမှုလေးတွေအပြည့်အဝရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နံပါတ်2ကဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့နမိတ်ကကြတော့စွမ်းခြင်းဆိုတာကကြတော့နော်စွမ်းခြင်းဆိုတာ
အကြတဲ့ကြုံချင်းအခက်အခဲကြုံချင်းဆိုတဲ့နမိတ်ပါအဲ့တော့ဆွေမျိုးသားချင်းတွေနဲ့ကိုကအလုပ်တွေလုပ်ထားတယ်ပြီးတဲ့ကမပြီးမပြတ်ဖြစ်နေတယ်ရှေ့တူကနောက်ဆိုကအခြေအနေတွေနဲ့ရင်ဆိုင်ကြုံတွေ့ရတတ်တယ်နည်းနည်းသတိထားသင့်ပါတယ်နောက်လူမှုရေးကဏ္ဍတွေမှာတော့ကိုယ့်ဘက်ကအားနည်းချက်ကလေးတွေဖြစ်တတ်တာပေါ့နော်ဘုရားသားသမီးတွေကမိတ်ဆွေတွေအပေါင်းအသင်းတွေတကယ်ချင်းတွေနဲ့အဆက်အသွယ်ပြတ်တောက်နေတတ်တယ်မိတ်ဆွေအပေါင်းအသင်းတကယ်ချင်းတွေကိုလည်းပဲအလိုလိုနေနဲ့စိတ်ကုန်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်လူမှုရေးကိုစိတ်ကုန်တာပေါ့အဲ့တော့အပေါင်းအသင်းတွေနဲ့တကယ်ချင်းတွေနဲ့မတွေ့ခြင်းဘူးမဆုံခြင်းဘူးစကားမပြောခြင်းဘူးအဲ့လိုမျိုးလေးတွေကြုံရတတ်ပါတယ်နောက်တစ်ခုကငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စပေါ့နော်ငွေကြေးနဲ့ပတ်သက်တဲ့ကံတာမှာကြတော့ဒီကာလမှာကိုယ်အနေနဲ့ပတ်စံတွေထားစရာနေရာမရှိအောင်ပတ်စံတွေရှိပြားကြီးပတ်စံတွေကိုကိုကစီးပွားရေးလုပ်ရင်ကောင်းမလားရွှေဝယ်ကောင်းမလားကားဝယ်ကောင်းမလားရင်းနှီးမြုပ်နှံရင်ကောင်းမလားဘာမှမလုပ်ဘဲနဲ့ဘန်ဝယ်ရင်ကောင်းမလားအဲ့လိုမျိုးတွေပေါ့နော်တွေးဟာဖြစ်နေတာတို့ပြောချင်တာတော့ပတ်စံနဲ့ပတ်သက်ပြီးတော့အဆင်ပြေတယ်ဒါပေမဲ့လမ်းပြောင်းနေသလိုကြုံတွေ့ရတဲ့ကံတရားမျိုးရှိတတ်ပါတယ်နောက်ကျမ်းမာရေးပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ယောဂဟောင်းတို့ဝေဒနာဟောင်းလေးတွေပြန်ပေါ်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ကျမ်းမာရေးနည်းနည်းလေးအခက်အခဲလေးတွေကြုံရတတ်တာပေါ့နော်နောက်တစ်ခုကပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာကျတော့တက်လက်ပါတဲ့ဒါဆိုတာပျော်ရွှင်ရတာပေါ့အဲ့တော့ပညာရေးနဲ့ပတ်သက်ရင်ကံတာကောင်းမယ်နောက်တစ်ခုကကိုကြိုးစားထုတ်နေတဲ့ပညာရေးကိစ္စသင်တန်းကိစ္စစာမွေးကိစ္စတွေမှာထူးထူးခြားခြားအောင်မြင်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်ရင်စိတ်ချမ်းသာပျော်ရွှင်ရတတ်တာပေါ့နောက်အခြေအိမ်တော်နဲ့ပတ်သက်ရင်ကံတာအထူးကောင်းပါအခြေအတွက်စိတ်ချမ်းသာအိမ်တော်နဲ့ပတ်သက်ရင်စိတ်ချမ်းသာကိုချစ်သူကကိုယ့်ဘောအင်မတန်မှကောင်းကိုယ့်အိမ်တော်ဘက်ကကိုယ့်ဘောအင်မတန်မှအကျိုးပြုတတ်တယ်ဒါပေမဲ့ကိုယ်စိတ်ကနော်ဗုဒ္ဓသာသမီတွေနည်းနည်းသတိထားမယ်အပိုင်းပါနော်ကိုယ်စိတ်ကတန်တရားကိုအကြောင်းပြုပြီးတော့အလွန်အမင်းပူလောင်နေတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့အားလုံးအချုံငုံသုံးသပ်ပြောရမယ်ဆိုရင်တော့ဗုဒ္ဓသာသမီတွေရဲ့ကံတရားဒီအကောင်းများပါတယ်အကောင်းများတယ်အောင်မြင်ခြင်းတွေချမ်းသာကြွယ်ဝခြင်းတွေအစဉ်ပြေခြင်းတွေကိုညီထောက်ပံ့ရခြင်းတွေတေချာပေါင်းရနိုင်တဲ့လုံနိုင်တဲ့ကံတရားမျိုးရှိပါတယ်လုံရင်ကောင်းမလားမကောင်းလားဆိုရင်လည်းလုံလဲလုံသင့်ပါတယ်နည်းနည်းသတိထားမယ်အပိုင်းဟာလေးတွေလည်းရှိတယ်အဲ့ဒါနံပါတ်1ကအခြေအိမ်တော်ကြီးမှာတန်တရားမများနဲ့ငွေကြေးနဲ့ပတ်သက်ရင်ဆုံးဖြတ်ချက်ချတာမမြန်နဲ့ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့နည်းနည်းလေးဆက်လက်ပြီးတော့စူးစမ်းအထောက်တင်တယ်လူမှုရေးတွေကိုအရင်စိတ်မကုန်နဲ့အဲ့လိုမျိုးလေးတော့ပြောချင်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ဒါဗုဒ္ဓသာသမီတွေရဲ့ကံတရားမှာဒီကလာမှာအကျိုးပေးတဲ့ကံကောင်းတဲ့အရာဆိုရင်အနီရောင်ကောင်းတယ်ညီညွတ်ရောင်ကောင်းပါတယ်နောက်ထီတော့တာတွေကံသမက်တို့ရဝါသနာပါတဲ့ဗုဒ္ဓသာသမီတွေဆိုရင်1စာ3ဆုံးတို့3စာ1ဆုံးတို့စတဲ့နံပါတ်တွေချပြီးတော့ထိုးပါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုတဲ့ဒီကလာမှာဘာလှူရမလဲဆိုတော့စီထမင်းထိုးပြီးတော့ကတ်လှူပါပေါ့နော်စီထမင်းလှူပါအဲဆိုရင်မိမိတို့မှာရှိတဲ့မကောင်းတဲ့ကံတာအညံ့အခိုက်ကလေးတွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေဗုဒ္ဓသာသမီကျွန်တော်ရဲ့မိတ်ဆွေပေါင်းလဲကိုယ်ကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့လိုရာဆန္ဒတလုံးတစ်ဝါတည်းရရှိနိုင်ကြပါစေကျမ်းနိုင်အောင်ဆောင်းနိုင်မြောက်ပြီးတော့မိမိတို့ဘဝလန်းခီးလန်းကိုတတရရာလေးရှောက်လန်းနိုင်ကြပါစေလို့အယူတော်မင်္ဂလာချမ်းနေပြီးတော့လိုက်လဲဆုတောင်းမေတ္တာပို့သနိုင်ပါတယ်နော်အဲ့တော့ကြာသာပရိသတ်သမီးများအတွက်ပထမဆုံးကြာလာတဲ့ကံကြမ္မာတဲတော့နမိတ်ရဆိုရင်တော့ကျဲပွင့်လူလင်ဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်ဒီနမိတ်ထဲမှာဆိုရင်တော့လူလင်တယောက်ကကျဲပွင့်ကိုကင်ထားတယ်မြင်းတီးပြီးတော့အောင်မြင်တဲ့ခီးထွက်တဲ့ကံကြမ္မာနမိတ်ဖြစ်ပါတယ်ဒါကြောင့်ကြာသာပရိသတ်သမီးတွေအတွက်ပထမဆုံးကြာလာတဲ့တဲတော့နမိတ်ရဆိုရင်တော့စိုးမိုးတဲ့ကံကြမ္မာနမိတ်ရဆိုရင်တော့ကျဲပွင့်နမိတ်ပါပဲကျဲပွင့်ကိုတဲတော့ကတ်ဒီမှာအောင်မြင်ခြင်းလို့အဓိပ္ပာယ်ဖွင့်ဆိုပါတယ်အောင်မြင်ခြင်းနောက်ကငွေကြေးကြွယ်ဝချမ်းသာခြင်းငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေခြင်းဆိုတဲ့သင်္ကေတပါဒါမှမဟုတ်ကျွန်တော်တို့ဇာတာပရိသတ်သမီးတွေကဒီကလာမှာခရီးသွားတတ်ပါတယ်အဲ့ဒီခရီးဟာကောင်းသောခရီးဖြစ်တတ်တယ်ငွေကြေးနဲ့ပတ်သက်တဲ့ခရီးဖြစ်တတ်တယ်စီးပွားရေးလုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်တဲ့ခရီးဖြစ်တတ်ပါတယ်အင်မတန်မှကောင်းတဲ့အဖက်ဘက်ကနေအဆင်ပြေခြင်းတွေကံကောင်းခြင်းတွေစိတ်ချမ်းသာရခြင်းတွေကြော်ပါနောက်ပြည်တွင်းပြည်ပခရီးတွေသွားတတ်တယ်နိုင်ငံခြားခရီးတွေသွားတတ်တယ်အဖက်ဘက်ကနေပြီးတော့တိုးတက်ခြင်းအောင်မြင်ခြင်းအဆင်ပြေခြင်းတွေရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ကုမ္ပဏီဝန်ထမ်း
ဌာနအပြောင်းလဲတွေဖြစ်တတ်တယ်အစိုးရဝန်ထမ်းဌာနအပြောင်းလဲတွေဖြစ်တတ်တယ်အဲ့ဒီအပြောင်းလဲတိုင်းကလည်းကောင်းသောအပြောင်းလဲဖြစ်တတ်တယ်ယာတုတက်ဆင့်တိုးပြီးတော့ပြောင်းရတဲ့အပြောင်းလဲမျိုးတွေကြုံရတတ်ပါတယ်ဒီကလာမှာမိမိကိုတာဝန်ပေးတဲ့ကိစ္စတွေဆိုရင်လည်းပဲအောင်မြင်မြင်နဲ့လောက်ကိုင်းဆောင်ရွက်ပေးနိုင်တဲ့အချိန်ကာလမျိုးဖြစ်တဲ့အတွက်အထက်အလုပ်ထဲမှာမျက်နှာပွင့်လန်းခြင်းကံကြမ္မာပွင့်လန်းခြင်းအထက်လူကြီးဆရာသမားတွေရဲ့ချစ်ခင်မှုကိုတေချာပေါက်ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ပြည်တွင်းပြည်ပခရီးတွေအောင်မြင်မြင်နဲ့သွားနိုင်တဲ့ကံသာတာမျိုးရှိပါတယ်နံပါတ်1ကဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့ကံကြမ္မာမှာဆိုရင်တော့ခွဲပလားနှလုံးဆိုတဲ့နမိတ်ပေါ့နော်ခွဲပလားနှလုံးနမိတ်ကကြတော့အပေးယူမျှတခြင်းပါပဲအဲ့တော့ဆွေမျိုးသားချင်းတွေနဲ့တယောက်နဲ့တယောက်အပေးယူတွေမျှတမယ်စကားပြောတွေအောင်မြင်မယ်အဖက်ဖက်ကနေအစဉ်ပြေမယ်ကံကြမ္မာကောင်းတွေရစတုရှေယပူတွဲပေါင်းဆက်လုပ်ငန်းတွေစတင်လုပ်ကိုင်ရတတ်တယ်လုပ်တဲ့အတွက်လည်းအောင်မြင်တဲ့အကျိုးအမြတ်ဖြစ်ထွန်းတဲ့အချိန်ကာလမျိုးတွေဖြစ်တတ်ပါတယ်နောက်ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့တော်တော်လေးကောင်းတယ်ဒီကာလမှာနော်ကြာသာပရိသသမီးတွေအတွက်ဆွေမျိုးသားချင်းကံသာတာတော်တော်လေးကောင်းပါနောက်လူမှုရေးနဲ့ပတ်သက်တဲ့ကံသာတာကကြတော့ပိုကောင်းပါသူကတက်တန့်လေးတစ်ခုရှိတယ်အဲတက်တန့်မှာခွက်ဖလားလေးတွေကအစီအဖြစ်နေတယ်အောက်မှာမိသားစုတွေသားသမီးတွေကပျော်ရွှင်ချမ်းမြေ့စွာနဲ့ကခုန်နေတဲ့နမိတ်ပါပဲအဲ့တော့လူမှုရေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရတတ်တယ်လူချစ်လူခင်အလွန်အင်မတန်များတတ်တယ်နောက်မိတ်ဆွေတွေအပေါင်းအသင်းတွေတငယ်ချင်းတွေနဲ့စုပေါင်းပြီးတော့အောင်ပွဲခံရတတ်တယ်အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့လူမှုရေးနဲ့ပတ်သက်ရင်လည်းတော်တော်လေးကောင်းပါတယ်ကိုယ့်ကိုကြာသာပရိသသမီးတွေတယောက်တည်းမနေနဲ့မိတ်ဆွေပေါင်းအသင်းတငယ်ချင်းတွေပူးတွဲပေါင်းဆက်နေထိုင်သင့်ပါနောက်ငွေချင်းနဲ့ပတ်သက်တဲ့ကံတာမှာဆိုရင်တော့တဲရောကတွေမှာဒုံချောင်းနမိတ်ကြတယ်ဒုံချောင်းနမိတ်ကကြတော့အင်မတန်မှကောင်းပါတယ်ငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာမယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ပူပန်တော့ကကင်းမယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်နေတဲ့ကိစ္စတွေအောင်မြင်မယ်စီးပွားလုပ်ငန်းဆောင်တာတွေတိုးတက်တဲ့အတွက်ငွေကြေးအကျိုးအမြတ်တွေဖြစ်ထွန်းတတ်ပါတယ်နောက်ကျမ်းမာရေးကတော့ကံကြမ္မာလဲပဲနဲ့ကောင်းတဲ့အပြောင်းလဲဖြစ်တာပေါ့နော်အဲ့တော့ကျမ်းမာရေးညံ့နေရကနေကျမ်းမာရေးပြန်ကောင်းသွားတတ်တယ်ကံကျမ်းမာရေးနဲ့ပတ်သက်တဲ့ကံတော်တော်ကောင်းပါတယ်ကျမ်းမာရေးကိစ္စစေဝါကုသမဲ့ကိစ္စအဲ့ဒါတွေမှာထိထိရောက်ရောက်အကျိုးပေးပြီးတော့ကံကောင်းသွားတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်ပညာရေးနဲ့ပတ်သက်တဲ့ကံတာမှာကြတော့လေကျဲပွင့်တွေကိုကိုယ်တိုင်ထွင်းထုနေရတဲ့ကံကြမ္မာနမိတ်ကြတယ်ဒါကြောင့်ကျမ်းမာကိုပညာရေးနဲ့ပတ်သက်တဲ့ကံတာတော်တော်လေးကောင်းပါတယ်အဲ့တော့ကိုကြိုးစားရင်ကြိုးစားသလောက်အောင်မြင်တတ်တာပေါ့နော်အဖက်ဖက်ကနေအစဉ်ပြေတတ်တယ်နောက်အခြေအနေတော်နဲ့ပတ်သက်တဲ့ကံတာအဲ့ဒါတော့နည်းနည်းလေးညံ့တယ်သူ့ရဲ့နမိတ်ကကြတော့ဓာငါးလက်နမိတ်ဓာငါးလက်ကကြတော့ရံဖြစ်တာပေါ့နော်အဲ့တော့တယောက်နဲ့တယောက်မမျှော်လင့်မနဲ့ရန်နေဖြစ်နေတတ်တယ်တယောက်နဲ့တယောက်အမြင်မကြည်လင်ဖြစ်နေတတ်တယ်အတိုက်ခံတွေဖြစ်တတ်တယ်တယောက်ကပြည့်နာဆောင်တယောက်ကပြန်လဲပြီးတော့တူးဆွပြီးတော့အတိတ်ကိုအတိတ်မှာမထားနိုင်တဲ့ပြဿနာမျိုးတွေကြောင့်အခြေအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအဆင်မပြေဖြစ်တတ်ပါတယ်အဲ့တော့အခြေအိမ်တော်ကြီးတစ်ခုကတော့နည်းနည်းလေးညံ့တတ်တယ်ပေါ့နော်ကြာသာပရိသသမီးတွေကအပြင်ကအလုပ်တွေအကြံစီတွေစိတ်ကူးတွေလူမှုရေးတွေနော်ငွေကြေးတွေကျန်းမာရေးတွေအရန်ကောင်းတယ်အဲတခုသွားပြီးတော့တောကသွားတွေ့တာပါအဲတောကဘာလဲဆိုအိမ်တော်ကြီးတောကအခြေရေးနဲ့ပတ်သက်တဲ့တောကအဲ့ဒါလည်းတခြားမဟုတ်ပါဘူးတယောက်နဲ့တယောက်အနိုင်တွေယူကြတာပေါ့နော်အနိုင်ယူတဲ့အခါကျတော့အတိတ်တော့ကနေကဘာဖြစ်တယ်ညာဖြစ်တယ်ငါကဘာဖြစ်တယ်ညာဖြစ်တယ်နဲ့အဲ့လိုအနိုင်ယူရင်းနဲ့အစိမ့်မပြေမှုလေးတွေကြုံရတတ်နောက်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဆောင်တာတွေလုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်လားဆိုလုပ်ကိုလုပ်တင်ပါတိုးချဲ့ပြီးတော့လုပ်တင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နော်အဲ့တော့ကြာသာပရိသသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရောင်ဆိုရင်အဖြူရောင်နဲ့အစိမ်းရောင်နဲ့ကောင်းပါတယ်နောက်ထီထိုးတာတွေကံသမဲတိုးတာတွေဝါသနာပါတယ်ကြာသာပရိသသမီးတွေဆိုရင်နှစ်စားလေးဆုံးတို့လေးစားနှစ်ဆုံးတို့စတဲ့နံပါတ်တွေရှာပြီးတော့ထိုးတင်ပါတယ်နောက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကော်ရီခောက်ဆွဲတပွဲကိုကတ်လူပူဇော်ပြီးတော့ဆုတောင်းပါကြာသာပရိသသမီးတွေကြုံတွေ့ရမယ်မကောင်းတဲ့ကံတာအညံ့ကြိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိနေမှာဖြစ်ပါတယ်ကြာသာပရိသသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းလည်းကိုကျမ်းမှာစိတ်ချမ်းသာပြီးတော့လိုရာဆန္ဒတလုံးတော့ရတယ်ရရှိနိုင်ပါစေကျမ်းအောင်လို့ဆောင်နိုင်မြောက်ကြပါစေလို့ဆုတောင်းမေတ္တာများလှိုက်လိုက်လဲပို့တာလိုက်ပါတယ်နော်အဲ့တော့တောက်ကြသားသမီးတွေတွေပထမဆုံးပြောချင်တာတော့ငွေကြေးနဲ့ပတ်သက်တဲ့ကံတာမှာထူးထူးခြားခြားမေရော်ဤဆိုတဲ့နမိတ်ကြတာပေါ့နော်အဲ့မေရော်ဤနမိတ်ကကြတော့အင်မတန်မှကောင်းပါတယ်အဲ့တော့တောက်ကြသားသမီးတွေကငွေကြေးနဲ့ပတ်သက်ရင်ကံတာအရန်ကောင်းတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ဝိဇ္ဇာမတကယ်သို့နတ်မတကယ်သို့မေတော်တွေကူညီစောင့်ရှောက်တကယ်သို့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအဆင်ပြေသွားတတ်ပါတယ်
ဒါမလို့ငွေချင်းနဲ့ပတ်သက်တဲ့ကံစားတာတွေတော်တော်ကြီးကောင်းပါငွေကံကောင်းတယ်ပေါ့နော်ငွေကံကြေးကံကောင်းတယ်ဒါကြောင့်တောက်ကြသားသမီးတွေကမမျှော်လင့်မဲ့နဲ့ထီပေါက်တကယ်ဆိုငွေစုလိုက်ပြင်လိုက်ဝင်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ငွေကြေးကိုအကြောင်းပြုပြီးတော့လည်းစိတ်ချမ်းသာပျော်ရွှင်ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်တောက်ကြသားသမီးတွေရဲ့ဘဝမှာငွေကြေးနဲ့ပတ်သက်ပြီးတော့အခက်အခဲတွေရှိနေတယ်ပူပင်သောကတွေရှိနေတယ်ဆိုရင်စိတ်မပူပါနဲ့တေချာပေါက်အဆင်ပြေနိုင်တယ်တေချာပေါက်ပျော်ရွှင်ချမ်းမြေ့စွာနဲ့အောင်မြင်နိုင်တဲ့ကံစားတာမျိုးရှိပါတယ်နောက်တစ်ခုကတောက်ကြသားသမီးတွေသတိထားရမယ့်ကိစ္စလေးတွေလည်းရှိပါတယ်အဲ့ဒါဘာလဲဆိုတော့လူမှုရေးမှာမနိုင်ဝင်ထမ်းရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ပတ်သက်ချီတာတွေငားတာတွေအာမခံတာတွေလုံးဝမလုပ်သင့်ပါလိုရင်းနဲ့သူကလူတယောက်ကဒုစရအကြောင်းကိုထမ်းပြီးတော့မနိုင်ဝင်ထမ်းနေတဲ့သင်္ကေတနမိတ်ဖြစ်တယ်အာမခံတယ်ဒါလေးတွေကူညီပေးပါအောင်ဆိုလိုက်ကူညီပေးတယ်လှုပ်ပေးပါအောင်ဆိုလှုပ်ပေးတယ်လှုပ်ပေးနဲ့သူများကိုအာမခံထားတဲ့ကိစ္စတွေဟာကိုယ်တိုင်ရောပြီးတော့ပြဿနာဖြေရှင်းရတတ်တယ်လူမှုရေးကဏ္ဍပြဿနာကတော့တေချာပေါင်းကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ဒါတောက်ကြသားသမီးတွေပထမဦးဆုံးအထူးသတိထားမယ့်ကိစ္စကတော့ပတ်စံချီးတယ်ငားတယ်အာမခံတဲ့ကိစ္စတွေကိုလုံးဝမလုပ်သင့်ပါဘူးနောက်တစ်ခုကကျမ်းမာရေးပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကံတာကတော့တောက်ကြသားသမီးတွေအတွက်တော်တော်လေးကောင်းပါကျမ်းမာရေးကံတာကောင်းတယ်ကျမ်းမာရေးကိုအကြောင်းပြုပြီးတော့ဒါစိတ်ချမ်းသာပျော်ရွှင်ရမယ်ယောဂကြီးကြီးမားမားဖြစ်မဲ့ကံနမိတ်မျိုးတွေတော့မရှိပါဘူးဒါကြောင့်တောက်ကြသားသမီးတွေကကျမ်းမာရေးကံတာကောင်းပါတယ်ကျမ်းမာရေးညံ့နေရင်တော့မှကျမ်းမာရေးပြန်ပြီးတော့ကောင်းတတ်ပါတယ်ကျမ်းမာရေးကိစ္စကိုအကြောင်းပြုပြီးတော့နိုင်ငံခြားတိုင်းပြည်တွေမှာတွားရောက်ပြီးတော့စေဝါကုသဖို့ကြိုးစားအားထုတ်နေတဲ့တောက်ကြသားသမီးတွေအတွက်ကျမ်းမာရေးနိုင်ငံခြားခရီးကိစ္စတွေထူးထူးခြားခြားအဆင်ပြေတတ်ပါတယ်။နောက်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့နမိတ်ရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့တွဲလောင်းဆွဲခံရသူဆိုတဲ့တွဲလောင်းဆွဲခံရသူဆိုတဲ့နမိတ်ကတိုးလို့တွဲလောင်းဖြစ်တာပေါ့နော်။တန်လိုင်းဖြစ်တာပေါ့။အဲ့တော့ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာမပြီးမပြတ်အခြေအနေမျိုးလေးတွေကြုံရတတ်ပါတယ်။မပြီးနိုင်မစည်းနိုင်။အဲ့တော့ဆွေမျိုးသားချင်းတွေနဲ့အမှုဖြစ်တယ်တော်တော်နဲ့မပြီးသလိုဖြစ်တတ်တယ်ဆွေမျိုးသားချင်းတွေနဲ့ရစရာကြီးတဲ့ငွေကြေးလေးတွေရှိတယ်တော်တော်နဲ့မရနိုင်တဲ့ကဲ့သို့ဖြစ်တတ်တယ်အဲ့တော့ဆွေမျိုးသားချင်းဆိုတဲ့ခေါင်းစဉ်အောင်မှာဆိုရင်ကြာမယ်လို့နားလည်ထားတယ်မှာနောက်လို့မကြောက်အောင်ကွာကြိုးစားအထုတ်တယ်မှာဆွေမျိုးသားချင်းတွေနဲ့ပူးတွဲပေါင်းဆက်တူရှယ်ယာလုပ်ငန်းတွေလုံးဝမလုပ်သင့်ဘူးလို့ပဲအကြံဉာဏ်ပေးချင်ပါတယ်နော်နောက်တစ်ခုကအလုတ်အကိုင်နဲ့ပတ်သက်ရင်တော့ဓာငါးလက်ဆိုတဲ့နမိတ်ကြဓာငါးလက်နမိတ်ကကြတော့အလုတ်မှာအနိုင်ကျင့်ခံရတာမျိုးလေးတွေကြုံရတတ်အလုတ်မှာပြဿနာပေါ်တာမျိုးလေးတွေကြုံရတတ်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်နေတယ်ဆိုရင်လည်းကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေမှာဦးနှင်းပဲထောင်ပယ်နှင်းဦးထောင်လုပ်ပေါ်ကိုင်ပဲချင်းအစင်မပြေတာကိုယ့်ရဲ့အလုတ်သမားချင်းအစင်မပြေတာကိုယ့်ရဲ့အလုတ်သမားတွေရန်ဖြစ်တာတယောက်နဲ့တယောက်ပြဿနာဖြစ်တာအဲ့ဒါမျိုးလေးတွေကြုံရတတ်တယ်ဒါကြောင့်ဒီကာလမှာအလုပ်လုပ်ရတာတော်တော်ကြီးကိုစိတ်မောလူမောကြုံရတတ်ပါနောက်ကုမ္ပဏီဝန်ထမ်းလုပ်တယ်အစိုးရဝန်ထမ်းဌာနလုပ်ငန်းတွေမှာလုပ်ကင်ဆောင်ရွက်နေတဲ့သူတွေမှာဆိုရင်လည်းပဲပူပေါင်းပါဝင်မှုတွေအားနည်းတဲ့အတွက်ကိုယ်ကစိတ်မောလူမောကြုံရတတ်ပါကိုယ့်ရဲ့လုပ်ဖို့ကံဘက်တွေကကိုယ်ပူပေါင်းပါဝင်မှုအားနည်းတယ်ကိုယ့်ရဲ့လက်အောက်ငယ်သားတွေကကိုယ့်ရဲ့အမိန်ဩဇာအာဏာကိုမနာခံတကယ်လို့ရှိတတ်ကိုယ့်ရဲ့အထက်လူကြီးကလည်းကိုယ့်ကိုနည်းနည်းလေးညစ်တယ်လို့ဘေးဖယ်ထားတယ်လို့မျိုးလေးကြုံရအဲ့တော့ကိုယ့်အတွက်အလုံးနဲ့ပတ်သက်ရင်တော့ဘေးချက်ညံချက်အဲ့လိုကြုံတတ်တာပေါ့နော်ဒါကြောင့်မလို့စိတ်မောလူမောဖြစ်ရတတ်တယ်အလုံးကနေထွက်ပြစ်ခြင်းသိပေါက်တတ်တဲ့အခြေအနေတွေကြုံရတတ်ပါဒါကြောင့်ဒီကလာမှာအလုံးနဲ့ပတ်သက်ရင်တော့တော်တော်လေးခေါင်းစားတယ်အလုံးကိစ္စတွေကတော့နည်းနည်းသတိထားတဲ့လုံးရင်ကောင်းမလားမကောင်းလားလုံးတင်လားမလုံးတင်ဘူးလားဆိုရင်တော့ကိုယ့်ရဲ့အားနည်းချက်တွေအားသာချက်တွေအခြေအနေတွေကိုအဖက်မှန်အထက်စဉ်းစားချင့်ချိန်ပြီးတော့မှဆုံးဖြတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်အခြေအနေနဲ့ပတ်သက်တဲ့ကံတာမှာကြတော့ကောင်းတယ်အကောင်းများပါအခြေအနေနဲ့ပတ်သက်ရင်ကံတာကောင်းတယ်အိမ်တော်ရေးနဲ့ပတ်သက်ရင်ကံတာကောင်းတယ်မကောင်းတာလည်းရှိပါတယ်။အဲ့ဒါပါဆိုကိုချစ်သူတို့ကိုအိမ်အောင်ပဲတို့ကိုရဲ့လက်တွဲပေါ်ကကျမ်းမာရေးခြူချာနေလို့ကျမ်းမာရေးညံ့လို့ကိုမှစိုးရိမ်တော့ကတွေနဲ့ပူပန်တော့ကရောက်ရတာမျိုးလေးဆိုတော့ကြုံရတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ပညာရေးနဲ့ပတ်သက်တဲ့ကံတာအထူးကောင်းတဲ့ပညာရေးကံတာအောင်မြင်မဲ့ကံတာမျိုးရှိပါတယ်နော်အဲ့တော့ပညာရေးကံတာကျမ်းမာရေးနဲ့ပတ်သက်တဲ့ကံငွေကြေးနဲ့ပတ်သက်တဲ့ကံတာတွေတော်တော်လေးကောင်းပါရှောင်းရမှာတော့လူမှုရေးသတိထားပါအလုပ်ကိုင်းတွေမှာနည်းနည်းဂရုစိုက်ရမှာပေါ့နော်
အဲ့တော့တောက်ကြသားသမီးတွေတွေအကျိုးပေးတဲ့ကံကောင်းတဲ့အယောင်ဆိုရင်နီညိုရောင်နဲ့အဝါရောင်နဲ့ကောင်းပါထီတိုးတာတွေကံသမက်တိုးတာတွေဝါသနာပါတဲ့တောက်ကြသားသမီးတွေဆိုရင်3စာ5စုံတို့5စာ3စုံတို့စတဲ့နံပါတ်တွေရှာပြီးတော့ထို့ပါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုပေါက်စီ9လုံးကဲ့လူပူတော်ပြီးတော့ဆူတောင်းပါအញ្ញံအခိုက်တွေပြပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတောက်ကြသားသမီးအားလုံးလည်းကိုကျမ်းမှာစိတ်ချမ်းသာပြီးတော့လိုရာဆန္ဒတလုံးတော်ပါတဲ့ရရှိနိုင်ကြပါစေကျမ်းနိုင်အောင်ဆောင်နိုင်ကြကြပါစေလို့ဒီလိုမင်္ဂလာချမ်းနေလှိုက်လိုက်လဲဆုတောင်းမေတ္တာပို့သလိုက်အဲ့တော့စနေသားသမီးတွေအတွက်ကြာလာတဲ့တေရောနမိတ်တွေကိုပထမဆုံးပြောပါမယ်ပေါ့နော်နံပါတ်1ကငွေကြေးနဲ့ပတ်သက်တာပေါ့စနေသားသမီးတွေရဲ့ကံတရားမှာအကောင်းဆုံးပေါ့ဒီတေရောက9ကတ်ကိုကြည့်လိုက်တဲ့ချိန်မှာအရင်တိတာထင်ရှားစွာနဲ့ကောင်းနေတဲ့နမိတ်ကဆိုရင်တော့ငွေကြေးနဲ့ပတ်သက်တဲ့ကံမှာငွေကြေးနဲ့ပတ်သက်တဲ့ကံတရားမှာကျတော့သဆန်းနဲ့သဆန်းဆိုတာနေမင်းကတ်ပေါ့နော်နေမင်းရဲ့သဘောဟာထုံးလင်းတဲ့သဘောဖြစ်တယ်တောက်ပတဲ့သဘောဖြစ်တယ်အဲနေမင်းအလင်းရောင်ရဲ့အောက်မှာပန်းတွေဖူးပွင့်ဝေစာနေတဲ့သင်္ကေတနမိတ်ဖြစ်တယ်နောက်နေမင်းရဲ့သားတော်ဟာပျော်ရွှင်မြူးတူးနေတဲ့ကံကြမ္မာနမိတ်ဖြစ်ပါတယ်အဲတော့စနေသားသမီးတွေတော့ဒီကာလတွေမှာငွေကြေးနဲ့ပတ်သက်တဲ့ကံစားတာတွေတော်တော်လေးကောင်းနေတတ်ပါတယ်ငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာရတတ်တယ်ငွေကြေးနဲ့ပတ်သက်တဲ့ပူပန်သောကတွေဟာပြေလည်သွားတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ဆုံးမလို့ဖြစ်နေတဲ့ငွေတွေပြန်ပြီးတော့ဝင်လာတတ်ပါတယ်ကြောက်ခဲကိုရေပေါ်ဆိုသလိုပေါ့နော်ကြောက်ခဲရေပေါ်သလိုပေါ့ကိုယ်အနေနဲ့ဒါတွေကတော့မရနိုင်တော့ဘူးမျောလင်းချက်မရှိတော့အဲ့လိုမျိုးလုံးဝဖြစ်နေတဲ့အခြေအနေကနေပြီးတော့ပြန်ပြီးတော့သတင်းကောင်းတွေကြားမယ်အခြေအနေကောင်းတွေကြားမယ်အကူအညီကောင်းတွေရတတ်နောက်ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲကြုံနေတဲ့စနေသားသမီးတွေအတွက်ဒီကာလမှာထူးခြားတာကတော့ရုပ်တရက်ရဲ့အရန်ဟိုပဲတန်ဝစရာကောင်းလောက်တဲ့အကူအညီတွေဝင်ရောက်လာတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်တဲ့ကံတာတော်တော်လေးကောင်းပါအဲ့တော့ကျမ်းမာရေးကတော့ဒုလူလင်တော့စိုးစိုးရွားရွားအញ្ញံခိုက်တွေကြီးကြီးမားမားအញ្ញံခိုက်တွေမရှိပါဘူးကျမ်းမာရေးကံတာလည်းဒါကောင်းတယ်လို့ယူဆရမယ့်ကံကြမ္မာမျိုးရှိတယ်ဒါတော့ကျမ်းမာရေးညံ့နေတော့ကျမ်းမာရေးတွေပြန်ပြီးတော့ကောင်းနိုင်တယ်အလုံးနဲ့ပတ်သက်တဲ့နမိတ်မှာကျတော့တဖူးဆိုတာကျွန်တော်တို့ဗမာလိုပြောမှတယ်အယူကပေါ့ဗျာအဲ့တော့အလုံးကိုင်းနဲ့ပတ်သက်တော့တဲ့ရှေ့တို့ကခဲနောက်ဆိုကခဲအခြေအနေတွေကြုံတယ်ဟိုအလုံးကကောင်းလို့ဒီအလုံးကကောင်းလို့နဲ့အချိန်ကုန်သွားတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့အလုပ်ကိုင်ကုမ္ပဏီဝန်ထမ်းအလုပ်လုပ်နေတဲ့သူတွေဆွေရဝန်ထမ်းအလုပ်လုပ်နေတဲ့သူတွေဆိုရင်အဲ့ဒီအလုပ်ကနေပြီးတော့ထွက်ပြေးခြင်းသိတွေပေါက်သွားတတ်တယ်ဆက်မလုပ်ချင်တော့ဒီလူကြီးကိုနားပလိုက်မယ်ထွက်ပလိုက်နောက်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်နေတဲ့သူတွေဆိုရင်လည်းဒီလူကြီးကိုလုံးဝရပ်တန့်ပလိုက်ခြင်းသိတွေပေါ်ပေါက်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့အလုပ်နဲ့ပတ်သက်ပြီးတော့ညွှန်ကြားချက်ကဘာဖြစ်မလဲဆိုရင်စနေသားသမီးတွေအတွက်စီးပွားရေးအလုပ်အကိုင်အကြံစီတွေနဲ့ပတ်သက်တဲ့ညွှန်ကြားချက်ကဘာလဲဆိုတော့ငြိမ်နေသင့်တာပေါ့ဒီချိန်မှာဘာမှမဆုံးဖြတ်ချက်မချမှတ်သင့်ဘူးလက်ရှိလုပ်ကလေးကိုပဲဒီတိုင်းလေးမှေးပြီးတော့လှုပ်သင့်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့လူကလည်းစီးပွားရေးအပြောင်းအလဲတွေမလုပ်နဲ့အောင်လုပ်ငန်းတိုးချဲ့တာတွေလုပ်ငန်းရပ်ဆိုင်းတာတွေလုပ်ငန်းအပြောင်းအလဲတွေမလုပ်သင့်နောက်တစ်ခုကကုမ္ပဏီဝန်ထမ်းထွက်ခြင်းသိပေါက်နေတယ်မထွက်နဲ့အစိုးရဝန်ထမ်းထွက်ခြင်းသိပေါက်နေတယ်မထွက်နဲ့ဒီချိန်မှာအလုံးနဲ့ပတ်သက်ရင်ကြီးကြီးမားမားအပြောင်းလဲဆုံးဖြတ်ချက်အပြောင်းလဲတွေမချမှတ်သင့်ပဲနဲ့လက်ရှိအခြေအနေလေးကိုမယိမ့်ရိုင်သွားအောင်မှေးပြီးတော့နေတိုင်းပြုလုပ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ဒီကာလမှာကျွန်တော်တို့စနေသားသမီးတွေရဲ့အလုပ်ကိုင်းတွေအကြံစီတွေစိတ်ကူးတွေနဲ့ပတ်သက်ပြီးတော့လုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်ဘူးလားဆိုရင်လောတယ်တော့ဆုံးဖြတ်ချက်မချမှတ်နဲ့ဟုတ်ငိုပဲပြောရမှာဖြစ်ပါတယ်နောက်လူမှုရေးပေါ့နော်လူမှုရေးနဲ့ပတ်သက်ရင်တော့သူကနှလုံးသားမှာဓာတ်သုံးလက်ဆိုင်နေတယ်ကံကြမ္မာနမိတ်ကြအဲလူမှုရေးကံတာမကောင်းလူမှုရေးအနောက်ချက်တွေပေါ်တတ်တယ်အထူးသတိထားသင့်တယ်ပေါ့နော်အဓိကတော့ယောက်ျားနဲ့မိန်းမနဲ့ယောက်ျားရှုပ်ထွေးပွေလီမှုတွေကြောင့်စိတ်တော့ကရောက်ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ကိုယ်ကိုလိန်ညာလှည့်စားမာယာများတဲ့သူနဲ့ကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်လည်းနည်းနည်းလေးပူပန်တော့ကများတတ်တယ်ဆွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့စိတ်တူရတတ်တယ်ဆွေမျိုးသားချင်းကိုအကြောင်းပြုပြီးတော့ဒေါသထွက်ရတတ်တယ်တောကဖြစ်ရတတ်တယ်ဆွေမျိုးသားချင်းတွေနဲ့ဝလန်းခွဲရတတ်တယ်ပေါ့နော်
နောက်ဒီကနေ့မှာစက်တူရှယ်ယာပူးတွဲပေါင်းဆက်လေးတွေရှောင်းသင့်ပါတယ်နောက်ပညာရေးကဏ္ဍတွေမှာကျတော့ Queen ဆိုတာဘယင်မနမိတ်ကြတယ်နမိတ်အတိုင်းဆိုရင်တော့တော်တော်လေးကောင်းတယ်အဲ့တော့အရန်ကောင်းတယ်နည်းနည်းမဟုတ်ကောင်းတယ်ပညာရေးကဏ္ဍတာတော်တော်ကောင်းတယ်တော့စာမွေးဖြေဖို့ကြိုးစားနေတဲ့သင်တန်းတက်ဖို့ကြိုးစားနေတဲ့နိုင်ငံသားကိုပညာတော်သင်သွားဖို့ကြိုးစားနေတဲ့စနေသားသမီးတွေအတွက်ထူးထူးခြားခြားအောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်ချေးတော်နဲ့ပတ်သက်တဲ့ကဏ္ဍမှာကျတော့ King ဆိုတာဘယင်နမိတ်ပေါ့နော်ဘယင်နမိတ်ကကျတော့တော်တော်လေးကောင်းပါတယ်အခြေကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာမယ်အိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာအဖက်ဖက်ကနေပြီးတော့အဆင်ပြေမယ်ပေါ့နော်အဲ့တော့တော်တော်လေးကောင်းပါတယ်အခြေအဲ့တော့စနေသားသမီးတွေကိုခြုံငုံပြောရင်တော့အခြေအိမ်တော်ရေးကံတာတာကောင်းမယ်ဒီကငွေချင်းနဲ့ပတ်သက်တဲ့ကံတာတာတွေကောင်းမယ်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကံတာတာတွေကောင်းမယ်ပညာရေးကံတာတွေမှာကောင်းတယ်ပေါ့နော်အဲ့တော့အလုပ်နဲ့ပတ်သက်တာရဲ့ဆွေမျိုးသားချင်းရဲ့လူမှုရေးတွေမှာတော့နည်းနည်းအခက်အခဲလေးတွေကြုံရတတ်ပါတယ်အဲ့တော့စနေသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းစေတဲ့အရာဆိုရင်အစိမ်းရောင်နဲ့အပြာရောင်နဲ့ကောင်းပါတယ်ထီထိုးတာတွေကံသမဲထိုးတာတွေဝါသနာပါတဲ့စနေသားသမီးတွေဆိုရင်ကျွန်တော်တို့4စာ6ဆုံးတို့6စာ4ဆုံးတို့စတဲ့နံပါတ်တွေရှာပြီးတော့ထိုးတင်ပါတယ်။နောက်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုတရားတပကံပေါ့နော်။တရားတပကံကတ်လူပူသွားပြီးတော့ဆူတောင်းမှာအញ្ញံခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။စနေသားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းလည်းကိုကျမ်းမှာစိတ်ချမ်းသာပြီးတော့လိုရာဆန္ဒတလုံးတစ်ပါးလည်းရရှိနိုင်ပါစေ။ကျန်တဲ့အောင်ဆောင်နဲ့မြောက်ကြပြီးတော့စီးပွားဥစ္စာတွေတိုးတက်နိုင်ကြပါစေလို့ယူတော်မင်္ဂလာချမ်းနေလှိုက်လိုက်လဲဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။